င်းနေတဲ့စာအုပ်လေးကိုပိုက်ထားတဲ့ကလေးငယ်တွေအိမ်မက်များတိတ်ဆိတ်တဲ့အချိန်ထဲမှာစေတနာနဲ့ရနေသူဆီယမလေးရဲ့နှလုံးသားစေတနာနဲ့နဲ့နာဝါသနာနဲ့လမ်းပြတယ်တနေ့နေ့အနာဂတ်မှာကျေပွန်လေးတွေလင်းဖို့အတွက်စားတဲ့ကြောင်းစကားကိုဘဝလမ်းကိုပြောင်းလဲစေဆီယမလေးရဲ့လမ်းများအနာဂတ်ကျေပွန်လေးတွေတောက်ပါအောင်မြေတောင်မြောင်တောက်ပါအောင်မြေတောင်မြောင်ပညာအလင်းမိတိုင်းလေးလမ်းပြနေတဲ့ဆီယာတို့လူကြီးမိပါဆီ No smoking in class. Put it out now. လူကြီးမိပါဆီယာသမားတာဝန်ကြီးကိုသိနေကြကလေးငယ်တွေအိမ်မလေးပြောင်းမသွားအောင်ကာကွယ်ကြသေရလေးတွေလှူရှာကြောင်းဝင်းထဲမှာလေးတိုင်းကလေးငယ်တွေရေသမ်းများအနာဂတ်ရဲ့မျောလင်းချက်တိတ်နေတွေအပင်ပန်းမြတ်တာနဲ့ခံနိုင်တယ်တနေ့နေ့မှာပန်းတပွင့်လာမယ်ဆိုသိနေတယ်ပညာလင်းလန်းတခြားဆရာတို့ကမိထုံးပေး